Hello အားလုံးပဲမင်္ဂလာပါရီတာကျိုးကနေကြိုဆိုပါရစေဒီနေ့ရီကငရုတ်ပွားငဖယ်အစာတုပ်ဟင်းလေးချက်စားမှာဖြစ်ပါတယ်အရင်ဆုံးငဖယ်ကိုထောင်းမယ်ပေါ့နော်နနွေးမုတ်ထည့်မယ်ငရုတ်ကောင်းမုတ်ထည့်မယ်ပြီးရင်တော့အရာတာမှုတ်ထည့်ပါမယ်ရှင်စားနဲ့ငယ်ထည့်မယ်ပြီးတော့ဂျင်းကိုထောင်းပြီးတော့အရင်ညှစ်ထားလေးထည့်ပြီးတော့ထောင်းပေးပါမယ်နော်စီးပိုင်နေအောင်ပေါ့တချို့ကြောင့်လည်းဒီနေရာမှာပေါ့နော်ကြက်သွန်အဖြူနီးထည့်ထောင်းလေးရှိရယ်ရီယာကြောင့်အလုံးငဖယ်ကိုကြက်သွန်အဖြူနီးရောထောင်းရင်လုံးဝမကြိုက်ဘူးပေါ့နော်အဲ့တော့ဒီပုံစံလေးပဲထောင်းလိုက်ပါမယ်ပြီးရင်တော့ဒီငရုတ်ဘွားအရှည်တောင်လေးကိုအသုံးပြုထားပြီးတော့အထဲကိုအစာသွတ်ပါမယ်နော်ကဲတစ်ခုပြီးတစ်ခုအစာသွတ်ပေးပါမယ်ရှင်ဒါရီပထမဆုံးချက်စားပူတာပေါ့နော်အခုငရုတ်ဘွားတွေကလည်းဈေးတွေအရန်တက်တာနေတဲ့အချိန်အဲ့တော့ငရုတ်ဘွားကိုအမျိုးမျိုးလှုပ်စားနေရပေါ့နော်ကဲအဲ့ဆိုရင်ဟင်းစားချက်ပါမယ်အရင်ဆုံးနနွေးမုတ်ထည့်မယ်ကြိတ်ထားတဲ့ကြက်သွန်အဖြူအနီးချင်းလေးထည့်ပြီးတော့စီတက်ပေးပါမယ်အခုလိုနေထားရောက်ပြီဆိုရင်တော့အယောင်လှစေရန်အတွက်အယောင်တင်မှုတ်လေးထည့်မယ်စီတက်ထားလေးလိမ့်လာပြီဆိုလို့ရှိရင်တော့ငံပြားလေးပေါက်မယ်အစာသွတ်ထားတဲ့ငရုတ်ပွားလေးတွေကိုထည့်ပြီးတော့လုံးပေးပါမယ်နော်အခုလိုငရုတ်ပွားပေါ်ရရာဒီမှာငဖယ်လေးနဲ့အစာသွတ်ပြီးချက်စားလို့ရတယ်လို့ငရုတ်ပွားကိုလေငွေနှင်းမို့လေးနဲ့ရောပြီးတော့ကြော်ကြည့်ပေါ့နော်တော်တော်လေးကိုစားကောင်းတာတွေ့ရမှာပါရှင်အရသာလေးစိတ်ပြီးတော့ဝင်သွားအောင်အချင်းရသာလေးရစီရန်အတွက်မကြီးမဲ့လေးထည့်ပြီးတော့ခဏအုပ်ထားပါမယ်နော်ကဲအခုဆိုလို့ရှိရင်တော့အနှစ်အတွက်က ready ဖြစ်နေပြီဒါပေမဲ့ငရုတ်ဘွားအထဲကငဖယ်လေးတွေပေါ့နော်ကြက်သွားစေဖို့အတွက်အကြက်ညီစေဖို့အတွက်ပေါ့နော်ရီယာအထဲကိုအရသာလေးစိတ်ဝင်စေအောင်ဓားလေးနဲ့တစ်ချက်ခွဲပါမယ်ရှင်အနံ့လေးကတော့တော်တော်လေးကိုမှုေးနေရပဲပေါ့နော်ငရုတ်ဘွားရဲ့အနံ့လေးနဲ့ဒီမကြီးမဲ့ရဲ့ချင်းချင်းမှုေးအနံ့လေးနဲ့ပေါ့နော်တော်တော်လေးကိုပြည့်စုံတဲ့ဟင်းလေးတစ်ခွက်ပါရှင်ကဲအခုလိုစီပြန်ရည်ကြံလေးရောက်ပြီဆိုလို့ရှင်တော့နက်နက်မလေးအုပ်ပြီးတော့ဒီဟင်းပွဲလေးကိုအဆုံးသတ်ပါမယ်ရှင်ငဖယ်ဟင်းသီးတန့်ချက်စားမျိုးထက်စားရင်အခုလိုရာသီမှာဒီငရုတ်ပွားလေးနဲ့အစာသွတ်ပြီးချက်စားလေးကတော့တစ်မျိုးကရင်တွေးစီပါတယ်နော်ကဲအဲ့ဆိုလို့ရှိရင် real video အဆုံးထိကြည့်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် real တော့ဒီနေ့ငရုတ်ပွားငဖယ်အစာသွတ်လေးကိုဒါဂျူဘူးဟင်းရဲ့ငပိရည်လေးရဲ့တွဲဖက်စားတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်